ချစ်သည်ထူးခြားဆန်းကျယ်၏အတိအခတ်သည်သိပ္ပံနည်းကျစနစ်တကျဖွဲ့စည်းထားခြင်းမဟုတ်တိုက်ဆိုင်ကြုံကြိုက်မှုသဘောတွေအများကြီးပါသည်အချိန်ကာလအကန့်အသတ်မရှိတိုင်းထွာခြင်းချိန်တွယ်ခြင်းချင်းတွယ်ခြင်းတို့လည်းပြုလို့ရမရလက်မပီမိုင်ကီလိုအောင်စပိတ်တာခါလန်စသည်တို့ဖြင့်လည်းမရှိတနည်းအားဖြင့်အချစ်တွင်ယူနစ်မရှိတို့ရာတွင်ကျွန်ုပ်တို့နေထိုင်သောလူပေါင်းလောကကြီးသည်အလွန်ပင်ကျေဝန်းလှသည်နိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်တွေ၌လှုပ်ရှားနေရသောသူသည်အချစ်၏ယူသားရှင်းလင်းမှုကိုမလွဲမရှောင်သာရှုပ်ထွေးရစေလေသည်အိမ်အောင်ပြုခြင်းတွင်လည်းအချိန်ဒီပဓာနာမကြတော့လေအချိန်ဒီအချိန်ခါရအခြားကိစ္စများကိုပြစ်ပယ်၍မရကြတနည်းအားဖြင့်အချစ်အတွက်ဘာကိုမှမလိုအပ်တော့လေအိမ်အောင်ရေးအတွက်မူလိုအပ်ချက်ထောက်ကူချက်များရှိနေလေသည်မင်းလူအချစ်သည်တတ်တော်ရကြောရှိပါစေတည်း